မင်္ဂလာပါခင်ဗျာ Zero to Hero Box တွေကနေပြန်နေကြည့်လိုက်ပါရယ်လူတိုင်းကြိုက်ဖို့မလို့ဆိုတဲ့စာအုပ်ထဲကအားနည်းချက်ဆိုတာဘာလဲဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါတယ်အားနည်းချက်ဆိုတာဘာလဲအမှန်တမ်းပြောရရင်ဒီအကြောင်းလေးနဲ့ပတ်သက်ပြီးကျွန်တော်ခဏခဏစဉ်းစားဖို့တယ်အထူးသဖြင့်အလောက်ကိုင်းတွေအဆင်မပြေတဲ့အခါမျိုးပေါ့ပြီးရင်ကိုစင်ကြယ်ပြပေးမိတယ်လေငါမှဘာအားနည်းချက်ရှိလို့ညာအားနည်းချက်ရှိလို့ပေါ့ဆိုတော့လူတစ်ယောက်အတွက်အားနည်းချက်ဆိုတာတကယ်ရှိသလားဒီမေးဖို့ဟာစဉ်းစားတဲ့မေးဖို့မယ်နောက်ပိုင်းကျွန်တော်နားလေလာတာကလူတယောက်မှာအားနည်းချက်ဆိုတာတကယ်မရှိပါဘူးအဲ့ဒါဟာထင်အောင်ထင်မှားကိစ္စတစ်ခုပဲတိုက်ရဆိုင်လို့ဆိုရမှာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးဟိုးတလောကကိုမိုးဒီရဲ့တာကိုကောင်းဆန်းရဲ့အင်တာဗျူးတစ်ခုကိုကြည့်လိုက်မိပါတယ်အားလုံးသိတဲ့အတိုင်းပဲကိုကောင်းဆန်းကမျက်စိဆောင်းနေရမဟုတ်ဘူးလားသူကလည်းအင်တာဗျူးမှာဖြေထားပါတယ်အဲ့ဒီလိုမျက်စိဆောင်းနေတဲ့အတွက်ငငယ်ကတငယ်ချင်းတွေစရင်ရှက်တယ်တဲ့ဒါကတူကိုပါပဲကျွန်တော်တို့ဆိုလေရှက်မှာပဲလေဒါပေမဲ့ကံကောင်းတာကသူ့မှာကိုမိုးဒီလူထူးခြားတဲ့အဖေတယောက်ရှိနေချင်ပါပဲသူ့အခုလိုအောင်မြင်တဲ့လူရှင်ကြီးတယောက်ဖြစ်လာတာကသူ့အဖေရဲ့တွန်းအားကြောင့်နေ။ဘာကြောင့်လဲဆိုတော့ကိုမိုးဒီကသူ့သားရဲ့အားနည်းချက်ကိုအားတာချက်အဖြစ်အသုံးချပြီးလူရှင်တော်လောကမှာနေရာတနေရာရောက်အောင်ကြံစာမှုတွန်းအားပေးခဲ့လိုက်တာကိုနောက်တော့ကိုကောင်းဆန်ကသူ့မျက်စိရဲ့အားနည်းချက်ကိုအားတာချက်အဖြစ်ပြောင်းပြီးပြက်လုံးတွေဖန်တီးလိုက်တဲ့အခါပရိသတ်အကြိုက်ဖြစ်သွားတာပေါ့။တကယ်တမ်းဆိုကိုကောင်းဆန်ကအခုလိုပရိသတ်ချစ်တဲ့လူရှင်တော်တယောက်ဖြစ်လာတာဟာသူ့မျက်လုံးတွေရဲ့ကျေးဇူးမကင်းဘူးလေ။ဆိုတော့ဒီနေရာမှာကျွန်တော်တို့တတိထားမိလိုက်တာကလူတယောက်ဟာဒုက္ခနာကူမှာပဲဖြစ်သူ့ဘဝမှာပဲဖြစ်ချွန်းချက်တစ်ခုပါနေုံနဲ့အဲ့ဒါကသူ့ရဲ့အစ်စ်မှန်အားနည်းချက်မဟုတ်သေးဘူးဆိုတာပါပဲဒါဆိုအဲ့ဒီချွန်းချက်တွေကဒီအချိန်မှာကိုဘဝအတွက်အစ်စ်အမှန်အားနည်းချက်ဖြစ်သွားတာပါလေရှင်းပါရဲ့ကိုကအဲ့ဒီချွန်းချက်တွေကိုအားနည်းချက်အဖြစ်လက်ခံလိုက်ချိန်မှာပေါ့ဒီတော့ကိုဘဝရဲ့ချွန်းချက်တွေကိုကိုယ်တိုင်ကအားနည်းချက်အဖြစ်မတတ်မှတ်တည်းအဲ့ဒါဟာကိုအတွက်အစ်စ်အမှန်အားနည်းချက်လုံးဝမဟုတ်သေးပါဘူးနောက်ပြီးမြန်မာပြည်မှာတမကကဘာပေါ်မှာလေကိုချွန်ရွန်းချက်တွေအားနည်းချက်ကိုမမြင်ပဲအားတာချက်အဖြစ်အသုံးချပြီးအောင်မြင်သွားသူတွေကဒုနဲ့တည်းရှိပါတယ်ဥပမာရုပ်ဆိုးပေမဲ့လူရှင်နဲ့ဖြစ်သွားတဲ့သူတွေအသားမိပေမဲ့ဟင်မော်ကျော်စားတော်သူတွေလက်နှစ်ဖက်မရှိပေမဲ့ခြေထောက်နဲ့ပကြီးဆွဲသူတွေခြေထောက်နှစ်ဖက်လုံးပြတ်နေပေမဲ့ခြေထောက်တူးတွေနဲ့အီဝရတောင်ထိပ်ကိုတက်သွားတဲ့သူတွေစီးရင်လို့ပေမဲ့အမေရိကန်သမ္မတကြီးအထိဖြစ်သွားတဲ့သူတွေစသဖြင့်အများကြီးပါပဲဆိုတော့ဒီနေရာမှာတပုတ်တတိထားမိတာကဘဝမှာဘလူပဲဖြစ်နေဘာတွေပဲရှင်ရွံ့နေမိမိရဲ့ခံယူချက်တာအဓိကပါမဟုတ်ရင်ကဘာပေါ်မှာပိုလက်အင်ကပြည့်စုံသူတွေချွန်းချက်နေပါသူတွေတာအောင်မြင်ကြော်ကြားနေမှာပေါ့တကယ်ကပိုအောင်မြင်ဖို့ပိုကြော်ကြားဖို့ပိုချမ်းသာဖို့အတွက်ကိုယ့်ရဲ့ချွန်းချက်တွေကအတားအဆီးတွေမဟုတ်ပါဘူးအဓိကအတားအဆီးကကိုယ့်ရဲ့ချွန်းချက်တွေကိုအားနည်းချက်တွေအဖြစ်ခံယူလိုက်တဲ့စိတ်သဘောထားပါပဲဒီစိတ်သဘောထားကိုပြင်ဆင်နိုင်တဲ့သူတွေကတော့လောကကြီးမှာလုံတိုင်းဖြစ်နေမှာပဲမဟုတ်ရင်ကိုယ်မှာဘလောက်ပဲပြည့်စုံကြာရှုံးနေမှာအမှန်ပါပဲဆိုတော့နောက်ဆုံးအနည်းချုပ်လိုက်ရရင်အားနည်းချက်ဆိုတာတကယ်မရှိပါဘူးအဲ့ဒါကတင်းရဲ့ချွန်းချက်တွေအပေါ်ထင်အောင်ထင်မှားဖြစ်နေတဲ့ကိစ္စတွေပါပဲဒီစာပိုက်လေးကိုနားထောင်ပြီးပြီဆိုတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုအားတာချက်အဖြစ်ပြောင်းပြီးအောင်မြင်ကြော်ကြားတဲ့လူတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ